မြေခွေးတစ်ကောင်ဟာကြက်သားစားခြင်းလို့လာကြောင်းဘူးကုပေါ်မှာကြက်သားပုံပါတဲ့ပါဆယ်ဘူးတစ်ဘူးကိုလိုင်းပေါ်ကနေမှာယူခဲ့ပါတယ်။ဒါပေမဲ့ပါဆယ်ဘူးရောက်လာလို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာကြက်သားအစားကြက်ဥတစ်လုံးကိုပဲတွေးလိုက်ရတာကြောင့်သူဟာအရန်ကိုအံ့ဩသွားခဲ့ပါတယ်။ဒါကြောင့်သူဟာဘူးကုပေါ်ကလမ်းညွှန်ချက်အတိုင်းကြက်ဥကိုမိုက်ခရိုဝေ့ထဲထည့်ထားလိုက်တဲ့အခါမှာတော့ကြက်ဥကိုနေဟာကွဲပြီးကြက်ပေါက်စလေးတစ်ကောင်ထွက်လာခဲ့ပါတယ်။မြေခွေးကဘူးကုပေါ်ကလမ်းညွှန်ချက်ကိုထပ်မံဖတ်ရှုလိုက်တဲ့အခါမှာတော့အဲဒီကြက်ကလေးကိုမစားမီရှစ်လကြာအောင်ပြုစုဆောက်ရှောက်ရမယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူဟာပြက်ကလေးမှာရက်ကိုမှတ်ပြီးကြက်ကလေးကိုပြောင်းမှုစီးတွေကျွေးကပြုစုဆောက်ရှောက်ခဲ့ပါတယ်။အချိန်နေကြာလာတာနဲ့အမျှကြက်ကလေးဟာလည်းထွားကြိုက်တဲ့ကြက်ကြီးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ကြက်ကလေးကိုစားရမယ့်ရက်ကလည်းနီးကပ်နေခဲ့ပါပြီ။ဒါပေမဲ့မြေခွေးကကြက်ကလေးကိုပြုစုရင်းနဲ့တန်ရုံးစင်တွေ့သွားခဲ့ပါတယ်။မြေခွေးကကြက်ကလေးကိုအချိန်ရှစ်လကြာအောင်အထင်ပြုစုဆောက်ရှောက်ခဲ့ရတာကြောင့်သူ့ရဲ့သားသမီးအရင်လိုမျိုးကြက်ကလေးကိုချစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြက်သားစားရမယ့်ရက်ကိုရောက်လာခဲ့ပါတယ်။မြေခွေးကအစားအစာပြင်ဆင်နေတော့မှကြက်ကြီးကဘာမှရုန်းကန်ခြင်းမရှိဘဲသူ့မသူပကံထဲကိုဝင်ထိုင်ပေးခဲ့ပါတယ်။အဲဒီအခါမြေခွေးကဇဝေဇဝါဖြစ်သွားပြီးသူ့ကိုစားရမလားမစားရဘူးလားဆိုတာကိုစဉ်းစားနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့မြေခွေးဟာကြက်ကိုမစားတော့ဖို့ဆုံးဖြတ်လိုက်ပြီးပြောင်းမှုပေါက်ပေါက်တွေကိုထုတ်ကကြက်ကြီးနဲ့အတူပျော်ပျော်ရွှင်ရွှင်စားတောက်နေလိုက်ပါတော့တယ်။ပြတ်ပါပြီ။